မင်္ဂလာပါရှင်တားတော့ပိုင်စာနေပိတ်တာနေပြီးတော့ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ကတော့သတင်းကြိုလာပြည့်နေပေါ့နော်ဒီနေ့သတင်းကြိုလာပြည့်နေကနေပြီးတော့နောက်လာ4ရက်နေပေါ့နော်4ရက်17လတစားမုံလာပြည့်နေအထိပေါ့နော်ဒီသတင်းကြိုလာပြည့်နေရဲ့ energy ရပေါ့နော်ဘာတွေတက်ရောက်မလဲနောက်တစားမုံလာပြည့်နေအထိပေါ့နော်အဲ့လိုလေးကို collective reading လေးဖတ်ပြပါမယ်နော်ဇာနီရဲ့ page ကအခုမှစတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဗီဒီယိုအရှိတွေတင်လို့မရသေးဘူးအဲ့ဒါကြောင့်မို့ရှေ့တစ်ခေါက်တော့ပိုင်နေနဲ့တင်လိုက်တဲ့အခါမှာတင်လို့မရတဲ့အတွက်ပေါ့နော်3ခုခွဲပြီးတော့တင်လိုက်ရတယ်အဲ့ဒီအတွက်ကြောင့်ဇာနီကအခုပေါ့နော်ဒီ collective reading လေးပဲဖတ်လိုက်ပါမယ်ပေါ့နော် collective reading လေးပဲဖတ်လိုက်ပါမယ်ဒီနေ့သတင်းကြိုလာပြည့်နေရနေပြီးတော့လာမယ်တစားမုံလာပြည့်နေအထိကိုဘယ်လို energy တွေနဲ့ဖြတ်တန်းရမလဲဘယ်လိုမျိုးလေးတွေဖြစ်မလဲဆိုတာကို collective reading လေးဖတ်မှာဖြစ်ပါတယ်ပေါ့နော်အကုန်လုံးပေါ့နော်ကြည့်ရှုအားပေးပါလိုအပ်တာလေးတွေရှိရင်လည်းအကြံဉာဏ်လေးတွေပေးပါပေါ့နော်comment လေးတွေလည်းရေးပေးလို့ရပါတယ်လို့အခုမှစတဲ့အတွက်ကျေးဇူးတွေလည်းတင်ပါတယ်ရှင်ဒီ collective reading ကိုနားထောင်နေတဲ့သူတွေရဲ့ energy လေးကတော့ပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်အခုချိန်မှာတစ်ခုခုကိုမျှော်လင့်နေတာပေါ့နော်ဘယ်လိုအရာမျိုးလဲဆိုရင်ဥပမာနိုင်ငံခြားသွားဖို့ရေချားမြေချားသွားဖို့ပညာတော်သင်သွားဖို့တို့အလုပ်သွားလုပ်ဖို့တို့အဲ့လိုမျိုးအခွင့်အရေးကိုစောင့်ဆိုင်မျှော်လင့်နေတဲ့သူမျိုးတွေဖြစ်တယ်ဒါမှမဟုတ်ရင်လည်းအလုတ်အကင်တို့ပေါ့နော်အလုတ်ကင်အသေးရဖို့တို့အဓိကတော့အလုတ်ကင်ဖြစ်ဖို့များတယ်အဲ့လိုမျိုးတွေကိုမျှော်လင့်နေတဲ့သူတွေဖြစ်တယ်ပေါ့နော်များသောအားဖြင့်တော့နိုင်ငံသားကိုသွားဖို့အတွက်နိုင်ငံသားကအဲ့လိုမျိုးနိုင်ငံသားမှာအလုပ်လုပ်ဖို့အတွက်မျှော်လင့်နေတာကြာနေပြီပေါ့နော်ကြာနေတဲ့အတွက်ကြောင့်ဘယ်လိုပြောရမလဲဆိုရင်ကြာနေတဲ့အတွက်ကြောင့်စိတ်ညစ်နေရတယ်ပေါ့နော်စိတ်အဆင်မပြေဘူးအလုံးကိုင်းနေလှုပ်ဖို့အတွက်မျှော်လင့်နေတဲ့အရာတွေကရောက်မလာသေးတဲ့အတွက်ပင်ပန်းနေတယ်ပေါ့နော်အဲ့လိုမျိုးပင်ပန်းနေတဲ့အတွက်ကြောင့်ကိုကဘယ်လိုပြောမလဲစိတ်ကောလူရောပင်ပန်းနေတဲ့အချိန်မှာဒီသတင်းကြိုလာပြည့်နေရဲ့ energy ကတော့အဲ့ဒီစိတ်ပင်ပန်းမှုတွေပြေပြောက်သွားမယ်ဘယ်လိုပြောရမလဲဆိုရင်စိတ်ထဲမှာပေါ့နော်အကုန်လုံးစိတ်ခံစားနေရတဲ့အရာတွေပေါ့နော်စိတ်ခံစားနေရတဲ့အရာလေးတွေကတက်တာသွားမယ်ပေါ့နော်စိတ်ခံစားနေရတဲ့အရာတွေပွင့်ထုတ်သွားမယ်ပြီးရင်အကြံဉာဏ်တွေပွင့်လာမယ်နီးလန်းတွေရလာမယ်အခုပေါ့နော်ဒီအလောက်ကင်အတွက်စောင့်နေရဆိုရင်လည်းနီးလန်းတွေကိုတည်လာလိမ့်မယ်ကိုနိုင်ငံခြားကိုသွားဖို့အလုပ်အကင်နေဒါမှမဟုတ်ကိုကအခွင့်အလမ်းနေစောင့်နေပြီဆိုရင်လည်းအဲ့လိုအခွင့်အလမ်းနေရလာလိမ့်မယ်ပေါ့နော်ရလာလိမ့်မယ်တည်လာလိမ့်မယ်ကိုကအခွင့်အလမ်းကတခုမကဘူးပေါ်လာလိမ့်မယ်ပေါ့နော်ပေါ်လာတဲ့အခါမျိုးကြရင်ကိုကရွေးဖို့ခက်ခဲနေတာပေါ့နော်တခါတလေကြရင်ဘာလုပ်ရမလဲဒီမှာလဲရှေ့ပိုင်းမှာလဲအစိမပြေမှုတွေဖြစ်ထားတဲ့အတွက်ကြောင့်အခုရလာတဲ့အခွင့်အရေးတွေကိုကြောက်နေမယ်ပေါ့နော်ဒီဥစ္စာငါရွေးလိုက်ရင်မှားများမှားဝါမလားအဆင်ပြေပါမလားငါဆုံးဖြတ်တာမှန်မလားဆိုတဲ့အဲ့လိုကိုမယုံကြည်မှုတွေကတော့များနေတယ်ပေါ့နော်များနေတယ်ပြီးရင်အဲ့ဒီကိုယ့်ရဲ့စိတ်ခံစားချက်တွေပေါ့နော်ကိုယ့်ရဲ့အတွေးအမြင်တွေအကုန်လုံးကိုဘယ်လိုလုပ်ရမလဲဆိုရင်လေပြောင်းပြရမယ်သိလားကိုမယုံကြည်မှုတွေဖြစ်နေတဲ့အခါကျတော့လေစိတ်လဲပင်ပန်းတာပေါ့နော်ပြောရရင်တော့ဒီအစပိုင်းတော့အဆင်မပြေထားတဲ့အတွက်ကြောင့်လေကိုကဒီအခုရရှိတဲ့အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးသွားမှလည်းကြောက်တယ်ကိုအဆင်မပြေမှလည်းကြောက်တယ်အဲ့လိုအဆင်မပြေမှုတွေဖြစ်လာတာနဲ့အမျှပေါ့နော်ကိုကလည်းပို့ပြီးတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတယ်ပေါ့အဲ့ဒီအတွေးမြင်တွေအားလုံးကိုဒီအခုလာပြည့်နေပြီးွားလို့ရှိရင်အဲ့လိုမျိုးအတွေးမြင်တွေအားလုံးကိုပြောင်းလိုက်ပါပေါ့နော်အဲ့ဒီအတွေးမြင်တွေကိုအကုန်လုံးလွှတ်ချလိုက်ပါကိုစိုးရိမ်နေရတာတွေကိုမယုံကြည်မှုတွေအားလုံးကိုလွှတ်ချလိုက်လို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်အဲ့ဒီတော့ကိုယုံကြည်မှုမရှိတဲ့အရာတွေကိုကြောက်ရွံ့နေတဲ့အရာတွေဆိုရင်လုံးဝ energy ကိုချိန်ပြစ်မယ်ပေါ့နော်ဒီလာပြင်းရဲ့ energy ကိုယူပြီးတော့ကိုဟာအဆင်ပြေလာပါလိမ့်မယ်ကိုရှိကိုအခွင့်အလမ်းရောက်လာလိမ့်မယ်ပြီးရင်ကိုချစ်ချင်တဲ့အရာတွေပေါ့နော်အခုကိုဖြစ်ချင်တဲ့အရာကိုလင်းမြန်နဲ့လုံးနိုင်လိမ့်မယ်အခွင့်အရေးတွေလည်းရနိုင်လိမ့်မယ်ပြီးတော့အဲ့ဒီကိုသွားချင်တဲ့နေရာကိုသွားပါလိမ့်မယ်ကိုကဥပမာပေါ့နော်
ကိုကဒီနိုင်ငံသားကိုတွားရမယ်ဆိုရင်တွားဖို့အတွက်စောင့်နေတဲ့သူဆိုရင်တွားရပါလိမ့်မယ်ပညာတော်တင်တွားခြင်းနဲ့ဆိုရင်လည်းအဲ့ဒီအခွင့်အလမ်းတွေပေါ်ပြီးတော့ဒါပေမဲ့ကိုတော့ယုံကြည်မှုအပြည့်ရှိရမယ်နော်ကိုမယုံကြည်တဲ့ဟာတွေကြောက်ရွံ့စိတ်တွေရှိရင်တော့အဲ့ဒီစိတ်တွေအားလုံးကိုပြောင်းပြရပါမယ်ယုံကြည်မှုထားရမယ်ကိုယုံကြည်မှုထားပြီးတော့ပေါ့နော်ကိုဒီလိုမျိုးစိုးရင်ထိတ်လန့်နေတဲ့အရာတွေကိုအကုန်လုံးလွှတ်ချလိုက်ပြီးပြီဆိုရင်တော့ကိုကအဲ့ဒီကိုတွားနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ကိုကအဲ့မှာတွားတဲ့အခါကျရင်လည်းပေါ့နော်ကိုမှစိတ်ပင်ပန်းမှုတွေတော့ရှိတယ်ပေါ့နော်စိတ်ပင်ပန်းမှုတွေတော့ရှိတယ်စိုးရင်ကြောင်းကြမှုတွေရှိတယ်အဲ့ဒီအတွက်ကြောင့်ဘာတွေလုပ်ရမလဲဆိုရင်ဘာသာရေးလေးတော့လုပ်ပေးရမယ်ဘာသာရေးတွေလုပ်ပေးရမယ်အတွေးအမြင်တွေပြောင်းပေးရမယ်အဲ့တော့ကို healing တွေလုပ်ပေးရမှာပေါ့နော်ကိုရဲ့စိတ်ခံစားချက်တွေဆိုလဲကိုကပဲမျိုးသိမ့်မထားပဲနဲ့ပုံမှန်လင်းလေးပြောဆိုရမယ်ကိုလိုအပ်တာတွေကိုသိချင်တာတွေဆိုရင်ကိုထက်သိတဲ့သူတွေကိုမေးမြန်းရမယ်ပေါ့နော်အဲ့လိုမျိုးလေးမြင်တယ်ဒီဟာလေးကိုနောက်တစ်မျိုးမြင်တာကြတော့ကိုကအချစ်ရေးပေါ့နော်အချစ်ရေးမှာဆိုရင်လဲကိုကတယောက်ကိုရှိကိုလာမအောင်မျှော်လင့်နေတယ်ပေါ့ဒါကြတော့ကိုကသွားမှာမဟုတ်ဘဲနဲ့မသွားဘဲနဲ့ကိုကမျှော်လင့်နေတဲ့သူတွေဆိုရင်လဲပြောရရင်တော့ကိုရဲ့ EX ပေါ့နော်ကိုရဲ့လူဟောင်းကိုမျှော်နေတဲ့သူတွေဆိုရင်အဲ့ဒီလူဟောင်းကကိုပေါ်ကိုဒဏ်ရာတွေပေးခဲ့တယ်ပေါ့နော်အဲ့ဒီဒဏ်ရာတွေပေးခဲ့တဲ့သူကကိုရှိကိုပြန်ရောက်လာပါလိမ့်မယ်ပြန်ရောက်လာတဲ့အခါမှာကိုကအယမ်းကိုတွေ့ဝေတယ်ပေါ့နော်ရမ်းကိုတွေ့ဝေပြီးတော့ဒီလူငါရှိကိုပြန်ရောက်လာတာကိုကလည်းရွေးခြင်းနဲ့ငါရွေးလိုက်ရင်မှန်မလားမှားနေမလားအဲ့လိုမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့လိုအချိန်မျိုးဆိုရင်နဲ့ကိုယ့်ရဲ့အတွေးတွေကိုလည်းပြောင်းပြစ်လိုက်ပါပြီးတော့ဘယ်လိုမျိုးပြောရမလဲဆိုရင်ဒီမှာကတော့အဲ့လူဟောင်းကကိုရှိကိုပြန်ရောက်လာတဲ့အခါကျရင်တော့ကိုအတွက်တော့တိတ်ပြီးတော့ပျော်သွားမှာတော့မဟုတ်ဘူးပေါ့နော်ကိုမှစိတ်ပင်ပန်းမှုတွေတောကားတွေရောက်လာမှာကိုလည်းတွေ့ရပေါ့နော်အစင်မပြေမှုတွေရှိနေလိမ့်မယ်အဲ့ဒီအတွက်ကြောင့်ကိုကအထီးကတော့ဘယ်လိုမျိုးလဲဆိုရင်သူနဲ့ဒီလိုမျိုးတွေဖြစ်ခဲ့တဲ့အရာတွေကိုကိုကလူချနိုင်ရင်တော့အကောင်းဆုံးပဲပေါ့နော်လူအောင်ရှိကိုပြန်မသွားနိုင်ရင်တော့ကောင်းတာပေါ့နော်ပြန်သွားလို့ရှိရင်လည်းရတယ်ပြန်သွားလို့ရှိရင်တော့စိတ်ပင်ပန်းမှုတွေတော့ဖြေရလိမ့်မယ်အဓိကကတော့ဘာသာရေးလေးများလုပ်ပြီးပါနော်သက်ဆိုင်ရာဘာသာရေးလေးပေါ့နော်သက်ဆိုင်ရာဘာသာရေးလေးတွေလုပ်ပေးမယ်ဆိုရင်ပိုပြီးအဆင်ပြေပါတယ်ဒီ collective reading ကိုလာကြည့်နေတဲ့သူတွေကစိတ်ပင်ပန်းနဲ့စိတ်ဒဏ်ရာဟောင်းပေါ့နော်ရှိတာကိုတွေ့တယ်ဘယ်လိုမျိုးလဲဆိုရင်အခုကိုအလုတ်အကိုင်းနေကိုနိုင်ငံသားသွားမဲ့ခရီးစဉ်တွေဘာတွေရှိရင်လဲအဲ့လိုအလုတ်တွေကအစီမပြေမှုတွေကြုံတွေ့ထားရတာပေါ့ဒါမှမဟုတ်အချစ်ရေးအတွက်လာကြည့်တဲ့သူတွေဆိုရင်လေဒီအချစ်ရေးမှာကိုရဲ့ EX ကကိုအသေးခွဲသွားတဲ့သူပေါ့နော်အဲ့ဒီလူကိုမမေ့နိုင်သေးတာမမေ့နိုင်သေးတဲ့သူကကိုရှိကိုပြန်လာတဲ့အခါမှာလဲကိုကသူ့ကိုမယုံကြည်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကိုကလည်းသူ့အတွက်နဲ့တအားကြီးကိုနင်းနာဖြစ်အောင်ကိုခံစားထားရတဲ့အခါမှာကြတော့ပေါ့နော်ကိုမှအရန်ခေါင်းကပ်ရတယ်ကွာသူ့ကိုလည်းမစွန့်လွတ်နိုင်သေးဘူးဒါပေမဲ့ပြန်လဲမရွေးချယ်နိုင်ဘူးပေါ့နော်ဒါပေမဲ့အမှန်တရားကိုပဲနောက်ဆုံးတော့ရွေးချယ်သွားမှာပေါ့နော်ဒီတလအတွင်းမှာဒါကတော့တလအတွင်းပဲကြည့်တဲ့အတွက်ကြောင့်ဒီတလအတွင်းမှာတော့အဲ့လိုမျိုးမပြတ်သားတဲ့ energy တွေကိုတွေ့နေရပေါ့နော်ဟုတ်တယ်နော်ဒီမှာထက်ကြည့်လိုက်တဲ့အခါမှာကြတော့လေကိုရဲ့ age ကိုကမျောနေတာပေါ့နော်ဟိုကမျောနေတဲ့သူကကိုမသိဘူးသူကကိုတော့မှမသိဘဲနဲ့ဟိုတခြားတစ်ယောက်ကိုမျောတွေးနေတာပေါ့နော်မျောတွေးနေတာဒါပေမဲ့ကိုကတော့သူ့ကိုတွေးနေတယ်ပေါ့ဒါက energy ကပြောင်းပြန်ဖြစ်ရင်လည်းဖြစ်မယ်နော်ကိုကမသိတာလည်းဖြစ်မယ်ကိုကိုမျောနေတာကိုရဲ့ EX ကကိုမျောနေတာလို့လည်းဖြစ်မယ်ဒါပေမဲ့ကိုမျောနေမှန်းမသိတဲ့သူကတော့အသေးခွဲခဲ့တဲ့သူပေါ့နော်အဲ့တော့ကိုကအသေးခွဲခဲ့တဲ့သူများကိုနစ်နာအောင်လုပ်ခဲ့တဲ့သူဆိုရင်တော့ကိုရဲ့ EX ကကိုသတိရနေတယ်ပေါ့နော်ကိုကတော့ခံခဲ့ရတဲ့သူဆိုရင်တော့ကိုကအခုထိမမေ့နိုင်ဘဲနဲ့သတိရနေတယ်အဲ့ဒီသတိရတဲ့စိတ်ကိုလည်းကိုမှထိန်းညှိနေရတယ်ကွာကိုဘွားတိုးတက်ဖို့အတွက်ကိုလည်းကိုမှစူးစမ်းနေရတယ်ဒါပေမဲ့အဲ့မှာအသေးကွဲတဲ့ဒဏ်ရာကိုလည်းပေါ့နော်ကိုမှခံစားနေရတယ်အဲ့လိုမျိုးလေးပေါ့နော်
ဟန်ချက်ညီအောင်လို့ကိုကထိမ့်သိမ့်နေရတယ်ပေါ့နော်အဲ့လိုမျိုးသူ့ကိုရွေးချယ်တော့ကတော့သူနဲ့ကိုနဲ့ကအရန်ကိုလိုက်ဖက်တယ်ပြီးတော့ကိုအတွက်လူမှန်ဆိုပြီးတော့ပဲကိုကရွေးချယ်ခဲ့တာပဲရွေးချယ်ခဲ့ပေမဲ့ဘယ်လိုမျိုးဖြစ်လဲဆိုရင်ကိုရဲ့အဲ့ချစ်သူပေါ့နော်ကိုရဲ့ချစ်သူကအဝေးကိုထွက်သွားတာလည်းဖြစ်နိုင်တယ်အဝေးကိုထွက်သွားတာဒါမှမဟုတ်ရင်တခြားတစ်ယောက်စီကိုရောက်သွားတာပေါ့နော်တခြားကိုကိုထားခဲ့တာဒါမှမဟုတ်ရင်အဲ့လိုမျိုးအလုပ်ကိစ္စနဲ့အဝေးကိုပေါ်ထွက်သွားပြီးတော့ကိုကိုထားခဲ့တဲ့အရာမျိုးအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာဘယ်လိုမျိုးလဲဆိုရင်ဒီအခုထားသွားတဲ့ကိုရဲ့ EX ကကိုအရန်ကိုချုပ်ကင်နိုင်တဲ့သူသူ့ရဲ့စကားတခွန်းကကိုရှိကိုပေါ်ကိုအရန်ကိုတက်ရောက်တဲ့သူပေါ့အဲ့လိုမျိုးကိုကလုံးဝသူ့ကိုအရန်တန်မိုးထားပေါ့နော်တန်မိုးထားပြီးတော့ကိုအတွက်အရာရာလို့သတ်မှတ်ထားတဲ့သူကသူ့ရဲ့ဘဝရှိရေးအတွက်ရွေးသွားတာပေါ့နော်သူရှိရေးအတွက်ရွေးသွားတာလားဒါမှမဟုတ်တခြားတစ်ယောက်ရှိကိုပဲသွားတာလားပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါမှာကိုကလွမ်းဆွေးပြီးတော့ကြံခဲ့ရတယ်ပေါ့နော်sorry ပါကွာလမ်းဆွေးပြီးတော့အရင်တော့အချိန်လေးကိုကသတိရတယ်တန်းတာတယ်ဒါပေမဲ့ကိုကအခုအချိန်ထိတော့သူ့ကိုပဲစောင့်နေတော့ပေါ့နော်သူ့ကိုပဲသတိရတန်းတာပြီးတော့ကိုတယောက်တည်းပဲနေနေတာပေါ့နော်တခြားတယောက်ကိုမပြောင်းဘူးပေါ့နော်ခြားတယောက်ကိုမပြောင်းပဲနဲ့ကိုဟာကိုပဲကိုဟာကိုနေပြီးတော့ပဲဘယ်လိုပြောရမလဲဆိုရင်ဟိုဟာပေါ့သူ့ကိုပဲသတိရနေတာပေါ့နော်အဲ့ထွက်သွားတဲ့သူကိုပဲသတိရနေတယ်ပြီးရင်ကိုကအဲ့ဒီသူထားခဲ့တဲ့ဒဏ်ရာပေါ်မှာကိုကလေအရန်ပင်ပန်းပြီးတော့အရန်ကိုခံစားရတယ်ကွာကိုဘယ်လိုပြောရမလဲဆိုရင်ဒီတယောက်ကိုမေ့ပြစ်ချင်လောက်အောင်ခံစားရတယ်ဒါပေမဲ့လည်းကိုအရန်တန်မိုးထားတဲ့သူဆိုတော့မမေ့နိုင်တာလည်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီ collective reading ကိုလာကြည့်တဲ့သူတွေကတော့လေဒီတလထဲမှာပေါ့နော်အချစ်အတွက်နဲ့လေခံစားနေရတာတွေကိုမြင်နေပေါ့နော်အချစ်အတွက်နဲ့ခံစားနေရတဲ့အရန်စိတ်ပင်ပန်းနေတာတွေကိုလည်းတွေ့တယ်ပြီးတော့ဘယ်လိုပြောရမလဲဆိုတော့ကိုလည်းစူးစမ်းနေတယ်ကိုအေးချမ်းအောင်လည်းစူးစမ်းနေတယ်အဲ့လိုမျိုးတွေကိုလည်းတွေ့တယ်ကိုကဒါယူအဆုံးသတ်လိုက်ခြင်းပေမဲ့မမေ့နိုင်တာတွေပေါ့နော်မမေ့နိုင်တဲ့ခံစားချက်တွေကိုတွေ့နေရတဲ့အတွက်ကြောင့်fighting မှာဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီလောကမှာလာတွေ့ပြီဆိုဘာပဲဖြစ်ဖြစ်ဒီလိုမျိုးတွေကိုယ်ချစ်ခဲ့တာကိုကပျော်ခဲ့တာလေးကိုပဲကျေးဇူးတင်လိုက်ပါတအားကြီးလဲမနာကျင်ပါနဲ့ပေါ့နော်တချို့ရည်စက်တွေကပြီးသွားပြီဆိုရင်ပေါ့နော်ဘလို့မှပြန်ဆက်လို့မရတော့တဲ့အရာတွေရှိတယ်အဲ့လိုအရာမျိုးအတွက်လည်းမခံစားပါနဲ့တော့ပေါ့နော်ကိုယ်ပျော်ခဲ့တဲ့အချိန်လေးချစ်ခဲ့တဲ့အချိန်လေးဆိုရင်ပဲကျေးဇူးတင်လိုက်ပါအဲ့ဒါလေးပဲပြောချင်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ်တိုင်လည်းဒီလိုမျိုးတွေခံစားမှုတွေဆိုတော့လေတအားကြီးမခံစားပါနဲ့ပေါ့နော်ဘာပဲဖြစ်ဖြစ်အဆင်ပြေသွားမှာပါဒါပေမဲ့ဒီလိုမျိုးပေါ့နော်ဒီမှာကြည်တာကတော့ကိုတကယ်ချစ်တဲ့သူကိုဘဝတစ်ခုလုံးပုံအပ်ထားတဲ့သူကကိုပြစ်သွားတယ်ဆိုတော့ဒါကတော့နာကျင်ရမှာပဲပေါ့နော်အရန်နာကျင်ရမှာကိုမြင်နေအဲ့ဒီအတွက်ကြောင့်ဒီတလားကိုတော့စူးစမ်းပြီးတော့ရှင်သန်လိုက်ပါပေါ့နော်ရှင်သန်လိုက်ပါဘာပဲဖြစ်ဖြစ်ဒါတွေအားလုံးကအချိန်တန်ရင်တော့ပြီးဆုံးသွားမှာပါပဲပေါ့နော်အဓိကကတော့ကိုဟာကိုကျေးဇူးတရားလေးနဲ့နေပါပြီးရင်ကိုရဲ့သက်ဆိုင်ရာဘာသာတရားကိုမမေ့ပါနဲ့ပေါ့နော်အဓိကကတော့ဘသူ့ကိုပဲဘလောက်ချစ်ချစ်ကိုရဲ့ self love self care ကိုမပြောက်သွားပါစေနဲ့ကိုချစ်တဲ့အချစ်လေးကိုတော့မမေ့နဲ့ပေါ့နော်ကိုမှန်ကန်စွာချစ်နိုင်တော့မှသူများကိုလည်းမှန်ကန်ချစ်နိုင်မှာဖြစ်တဲ့အတွက်သူများချစ်တာကိုခံရင်ကိုအရင်ချစ်လိုက်ပါလို့ရီဒါကတော့ပြောချင်တယ်ပေါ့နော်ဇာနီကတော့ပြောချင်တယ်ပြီးလို့ရှိရင်တော့ဇာနီကဒီလာပြင်းနေကနေပြီးတော့ပေါ့နော်နောက်လာ4ရက်နေတစောင်းမုံလာပြင်းနေအထီကိုတော့ဇာနီရှိမှာ
တာတော့ reading လေးတွေမေးချင်နေဆိုရင်တော့ happy money လေးနဲ့ဟောပေးဖို့အစီအစဉ်ရှိပါတယ်။ဇာနီလည်းအခုဒီဟာကမိတ်ဆက်အနေနဲ့ဟောပေးမှာဖြစ်တဲ့အတွက်ကြောင့်သိချင်တာတွေဒီပေါ့နော်ကိုအာမနာရမ်းပေါ့မေးလို့ရတယ်။ဇာနီကို energy ပေးပြီးတော့တာတော့ဖတ်ခွင့်ပေးမယ်ဆိုရင်လည်းအရန်ကိုကျေးဇူးတင်မှာဖြစ်ပါတယ်။ပြီးရင်happy money ပဲယူမှာပေါ့နော် happy money လေးနဲ့ကိုဟာကိုတက်နိုင်တဲ့လောက်လေးပေးပြီးတော့ဇာနီစီမှာတာတော့လေးလာမေးလို့ရပါတယ်။ဇာနီရဲ့ Viber နံပါတ်လေးကိုလည်းထည့်ပေးထားပါမယ်ပေါ့နော်။တကယ်လို့ဇာနီစီမှာတာတော့လေးမေးချင်နေဆိုရင်တော့ဒီနေ့သတင်းကြိုလာပြင်းနေရနေပြီးတော့နောက်လာတစောင်းမုံလာပြင်းနေ4ရက်17လ2025အထိကို happy money နဲ့မေးလို့ရပါတယ်ရှင်။အားလုံးပဲကျန်းမာချမ်းသာပြီးတော့လူဝင်ဆန္ဒတွေတလုံးတဝါကြီးပြည့်စုံကြပါစေ။